မင်္ဂလာပါကျွန်တော်ဆိုင်ငယ်နေပညာစိတ်ဝင်စားသူများ page မှာခတ်မှုဖြစ်ပါတယ်ကျွန်တော်ကတော့ဒီရက်ပိုင်းမှာဗီဒီယိုရိုက်တာတွေအများကြီးနားပါတယ်ပထမတော့ဗောနော်ဒီလပိုင်းမှာကျွန်တော်တွေ့တာတွေအများကြီးရှိတယ်လုပ်ဖို့ plan တွေလည်းအများကြီးရှိတယ် plan တွေဆိုမှဒီကျွန်တော်ဒီ public မှာဗောနော်ကျွန်တော်ဒီ page မှာဆိုင်ငယ်နေပညာစိတ်ဝင်စားသူများဆိုတဲ့ page မှာရောကျွန်တော်အသစ်ဗီဒီယိုတွေအများကြီးတင်မယ် knowledge sharing တွေလုပ်မယ်ဆိုပြီးတွေ့ထားတာတွေရှိတယ်ကျွန်တော် online class မှာလည်းဒါ online class ကတော့တော်တော်များများဒါ private group ဖြစ်တဲ့အတွက်ဗီဒီယိုတွေအကုန်တင်ပြီးသားဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီ audio book ဆိုပြီးတော့ကျွန်တော်လုပ်ထားတဲ့ဒါ Telegram channel တစ်ခုရှိတယ်အဲ့ဒီမှာလည်းကျွန်တော်အသစ်တွေထပ်ပြီးတော့ knowledge sharing တွေလုပ်မယ် online class မှာလည်းပေါ့နော်ကျွန်တော်ပို့ပြီးတော့ပေါ့နော်ဒါထိထိရောက်ရောက်ဖြစ်အောင်လုပ်မယ်ဗီဒီယိုအသစ်ကလေးတွေထပ်ပြီးတော့ပေါင်းထည့်ပေးအောင်မယ်ဆိုတွေ့ထားတာအများကြီးရှိတယ်ဗျ9လပိုင်းထဲမှာကျွန်တော်အများကြီးလုပ်ဖို့တွေ့ထားတာပေါ့နော်ဒါပေမဲ့ပထမတစ်လလောက်မှာကျွန်တော်တစ်လခွဲလောက်ပေါ့နော်တစ်လခွဲနေပါလောက်ကျွန်တော်ဘာဗီဒီယိုမှမလုပ်ပြလိုက်ဘူးဒါ page မှာတော့နည်းနည်းပါးစာလေးတွေပြန်ရေးတယ်ပေါ့နော်ဒါဘာကြောင့်လဲဆိုရင်ကျမ်းမာရေးအခြေအနေတစ်ခုကြောင်းပေါ့နော်အနာတစ်ခုခွဲလိုက်ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းပြန်ပြီးတော့မစပြစ်သေးတာပေါ့နော်အခုမှပြန်ပြီးတော့စတာဖြစ်တယ်အခုတော့ကျွန်တော်ဒါတွေအများကြီးပြန်လုပ်မယ် online class တွေလည်းနည်းလေးပြန် run မယ်ပေါ့နော်ဘာကြောင့် online class တွေကိုဦးစားပေးပြီးတော့ပြန်စဉ်းစားလဲဆိုလို့ရှိရင်ဗျာအခက်အခဲဆုံးအချိန်မှာပေါ့နော်ဒီအခက်အခဲဆုံးအချိန်နေတစ်ခုကိုဖြစ်တတ်နေရတဲ့ကာလမှာတစ်ခုခုလေးကြံခဲ့အောင်ပေါ့နော်ဒီဥစ္စာတွေကဗျာနောက်6နှစ်လောက်ကြာလို့ရှိရင်ဘာမှမဟုတ်တော့တဲ့အချိန်တစ်ခုဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့အချိန်တွေမှာကျွန်တော်တို့ကဒီအခက်အခဲဆုံးအချိန်တွေကိုကြော်ဖြတ်ရင်းနဲ့ဒါတော်တော်ပညာအတမွေးဝါးပညာရက်ကလေးတစ်ခုခုကိုတက်မြောက်သွားတဲ့ဆိုပဲဒီကာလရဲ့မှာအမျက်တစ်ခုပေါ့နော်ဒါကြောင့်ဒါလေးကိုလုပ်ပြတာပေါ့အဲ့ဒါဒီခုပြောချင်တာကတော့တော်တော်များများတွေ့ရတယ်ဘာတွေ့ရလဲဆိုလို့ရှိရင်ပညာတွေအကုန်တက်ဖို့ဆိုတာခဏထားပါတော့ကျွန်တော်ခု online class လုပ်တဲ့အခါမှာ1000ဝန်းကျင်လောက်ရှိတယ်အဲ့ဒီ1000ဝန်းကျင်လောက်ပါလဲကျွန်တော်အများကြီးတွေ့ရတယ်အပြင်လောကတွေမှာစသဖြင့်အများကြီးကြုံရတာရှိတယ်ဘာလဲဆိုတော့ကိုသိထားတဲ့ဟာအကုန်လုံးထုတ်ပြီးတော့မသုံးတတ်တာပေါ့နော်ဒါတွေအများကြီးကြုံရတယ်ပြီးတော့တူရလေးကိုဘယ်လိုနေစတာကိုဘယ်လိုဆွဲတော်မလဲဆိုတော့ဟာမျိုးလေးကြီးပေါ့နော်ဥပမာများတော့တခုကြုံရပါတယ်EFI ဆိုင်ကကောင်းကောင်းပြင်တတ်တဲ့သူတွေရှိတယ်ဗျာကောင်းကောင်းကြီးပြင်တတ်တယ်ဒါပေမဲ့တို့ဒီတောင်းမဲ့e-bike မဟုတ်ဘူးပေါ့နော်တကယ် heavy မဟုတ်သေးဘူးတောင်းမဲ့ very simple လေးတွေရဲ့ဘာရင်းမှတော့နားမလည်နိုင်တာတွေရှိတယ်ဒါတခုကရိုးပိန်ပဲပြင်တတ်တဲ့လူတွေက EFI နဲ့ပတ်သက်ပြီးတော့အတွေးခေါ်လေးတွေလိုတာလေးတွေရှိတယ်ဗျအများကြီးပဲနောက်တစ်ခုကျတော့တူရတွေဆွဲမသုံးတတ်တာပေါ့နော်ကိုတိထားတဲ့ဟာတွေအကုန်လုံးလည်းထုတ်ပြီးတော့မသုံးတတ်ဘူးပြီးတော့ကိုတိထားတဲ့ဟာတွေနဲ့ကိုယ့်ရဲ့ဒီပေါ့နော်ဖြတ်ထုတ်ညံနေတဲ့ဘယ်လိုပေါင်းဆက်မလဲဆိုတာမျိုးတွေလည်းနည်းနည်းအားနေတဲ့အပိုင်းတွေအများကြီးရှိတယ်ဒါကြောင့်အဓိကကျွန်တော် online class မှာဒါတွေကိုလုပ်ပြီးဖို့အဓိကရည်ရွယ်တာပေါ့နော်ကိုတိထားသမျှကိုတကယ်အရေးကြုံလာရင်ကုံအောင်ထုတ်ပြီးတော့သုံးတတ်ဖို့ပါတချို့ကြကိုတိထားတာတွေကိုသူ့နေရာနဲ့သူအစီအစဉ်ကြမသုံးတတ်တာတွေရှိတယ်ပြောပြလိုက်တော့ဟုတ်တာပဲဒီညကဒီလိုလေးလုပ်လိုက်ရတာပဲဒါကဒီလိုလေးဆန်းလိုက်ရတာပြောပြလိုက်ရင်သိတယ်သူကိုယ်တိုင်စစ်လို့ပြောလိုက်လို့ရှိရင်သူရောင်ဝါးဝါးဖြစ်နေတာမျိုးတွေလည်းအများကြီးကြုံရတယ်ပေါ့နော်ဒါတွေအဓိကဘာပြောချင်တာလဲဆိုတော့ဖြတ်ထုတ်ညံနေဘယ်နေရာကိုဘယ်လိုသုံးမလဲဒါနဲ့ဘာနဲ့တူတယ်ဒါစသည်ဖြစ်ပေါ့နော်ဒါလေးတွေကိုဒီလိုမျိုးဖြတ်ထုတ်ညံလေးတွေရှိပါတယ်ဆိုတာကျွန်တော်တို့ဆိုင်ကပညာချက်မှာအများကြီးလေ့လာလွယ်ကူပါတယ်ဒါတွေကလည်းတကယ်အရေးကြီးလို့ပြောရချင်းဖြစ်တယ်ပေါ့နော်โอเคပါဒါတော့ကျွန်တော်ပြန်ပြီးတော့အလုပ်ကလေးတွေလုပ်ပြီးဆိုတာကိုပြောတာဖြစ်တယ်နောက်ဗီဒီယိုမှာကျွန်တော် knowledge share နဲ့စတိုက်စပြီးတော့ပြန်လုပ်ပါတော့မယ်ခုနကပြောနေရလို့ပေါ့နော်ကိုသိထားတဲ့ဟာတွေကိုဘယ်လိုထုတ်ယူသုံးဆွဲရမလဲပညာကုန်ဘယ်လိုပေါ့နော်ကိုသိထားတဲ့မြောက်ကိုသူ့နေရာနဲ့သူအစီအစဉ်ကြသုံးတတ်ဖို့တွေနောက်ဗီဒီယိုမှာစတိုက်လုပ်ပေးပါမယ်ကျွန်တော် online class တွေလည်းအကုန်ပြန်စတော့မှာဖြစ်တဲ့အတွက် online class တက်ချင်တဲ့ညီကိုတွေကတော့ဆိုင်ငယ်နည်းပညာစိတ်ဝင်စားသူများဆိုတဲ့ page messenger မှာဆက်သွယ်တက်ရောက်လို့ရပါတယ်ရိုးရိုးဗီဒီယိုလည်းရတယ် EFI တို့လည်းရတယ် audio book ဒါနားထောင်လို့ရတယ်ပေါ့နော် audio book မှာဆိုရင်တော့လက်ဆောင်အနေနဲ့ကတော့ဒါ e-bike အခြေခံတွေအများကြီးပါမယ်ပေါ့โอเคပါဒါလေးပြောတာပါဒါကတော့ကျွန်တော်ဒီဗီဒီယိုမရိုက်တဲ့တော်တော်ကြားသွားတာဖြစ်တဲ့အတွက်ဒါပြန်ပြီးတော့မိတ်ဆက်တဲ့သဘောလေးပေါ့နော်နောက်ထပ်ဗီဒီယိုတွေအများကြီးလာပါမယ်